ညတကောင်ရဲ့တိတ်ဆိတ်မှုခလင်းငယ်လေးရဲ့အတော်မတတ်တဲ့ငိုတန်းဖြိုခွင်းနေပါတယ်။ဒါပေမဲ့အဲ့ဒီငိုတန်းထပ်ပို့ပြီးကြောချမ်းစရာကောင်းတာသားချော်တေးလိုလိုတူတူလေးကြားနေရတဲ့မိန်းမတယောက်ရဲ့ရှိုက်တမ်းပဲ။အဲ့ဒီအတန်ကြားရသူတိုင်းရဲ့နားထဲမှာတနာစရာအော်ဂလီဆန်စရာကောင်းနေပြီးရိုးရင်းချစ်စီတဲ့အထိအေးစိမ်သွားစေတဲ့ခံစားချက်မျိုးပေးစွမ်းနေပါတယ်။သမီးလေးမမေရှိရင်တော့မငိုရဘူးဘသူ့မှမရှုံးနေတော့ဘသူစီမှလည်းမသွားရအောင်မင်းတွေကမီးရင်းနဲ့ထွက်ပြီးတပတ်အကြာမှပဲဒဏ်ရာပိုးဝင်ပြီးဆုံးပါသွားခဲ့ရရှာတာပါကိုဝင်ရှင်းမာလာကလေးကလေးယောက်ျားဖြစ်သူဖိုးကျော်ကတခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ပြီးအဲ့ဒီစိတ်ကြောင့်ပဲအစားပြက်အိပ်ပြက်ကမင်းတွေတယောက်သင်မင်းနှခမ်းဝအထိရောက်ခဲ့ရတာဆိုလည်းမမှားပါဘူးမိဖွားတဲ့အချိန်မှရောတည်ဆုံးတဲ့အချိန်အထိပါဖိုးကျော်ကသူ့အနားမှာရှိမနေခဲ့တဲ့အတွက်သမီးလေးအပေါ်စိတ်မချတဲ့စိတ်နဲ့လင်းဖြစ်သူအပေါ်မုန်းတီးရွံရှာတဲ့စိတ်ကသူမရဲ့နောက်ဆုံးထွက်သက်ကိုအမှောင်ဘက်ချမ်းစီတွန်းပို့ခဲ့ပါတော့တယ်မနှွယ်ဆုံးမိကလေးကအဲ့ဒီအိမ်မှာထူးထူးဆန်းဆန်းနဲ့စကြရလာတယ်ဖိုးကျော်ကဧည့်ခန်းထဲမှာအရက်ပလင်းထောင်ပြီးလူမန်းမသိအောင်မူးနေတယ်အဲ့ဒီအချိန်မှာအတွင်းဘက်ခလေးရှိတဲ့အိတ်ခန်းထဲကနေပြီးတချီချီမြည်နေတဲ့ပကတ်လွဲတန်ကြီးကတစားထက်စားပို့ပြီးကျဲလာတယ်ခလင်းကိုတန်းကလည်းပို့ကျဲလာလို့ဖိုးကျော်တယောက်ထကြည့်တဲ့အချိန်မှာတခါလုံးမှောင်မဲနေပြီးပကတ်ဘေးမှာကုန်းကုန်းကြီးစောင့်ကြောက်ထိုင်နေတဲ့အရှိတစ်ခုကိုတွေ့လိုက်ရတယ်သူ့ရဲ့ကြောရိုးစစ်တွေကအသားကိုဖောက်ထွက်တော့မလို့ငေါထွက်နေပြီးစပင်တွေကလည်းဖျို့ပြဲနဲ့ချမ်းပင်ပေါ်မှာဒီရွတ်တိုက်ကြနေတာလက်ချောင်းတွေကတမန်လူတယောက်ထက်အနှဲငယ်ပိုရှိနေပြီးလက်သေးခွန်တွေကလည်းလက်သေးနီလားသွေးချီဥနေသလားမသေးကြအဲ့ဒီလူကဖိုးကျော်ကိုနောက်ကျော်ပေးပြီးခလေးကိုငုံကြည့်နေတယ်မူးရတီလည်းမဟုတ်ပါပဲနဲ့ဘယ်ကစီးကြနေမှမသိတဲ့အရေးတွေကခလေးရဲ့ပကတ်ပေါ်တထောက်ထောက်ကြနေတာပါသူမပကတ်ကိုလွှဲသားချော်တီကိုတိုးတိုးလေးဆိုနေတယ်မိတီလာကံဝဲဖာကောက်ခေပါမေပြိုင်ရှိကပြန်ငါရဲ့အိတ်တော့နော်မိမိလေးဘာမှမကြောက်နဲ့နော်သမီးလေးနာမှာမမေရှိတယ်နော်ဖိုးကျော်လည်းတမန်ထပ်ပိုကောင်းနေတော့မိနွယ်ဆုံးတဲ့ညတွေကသူ့သမီးလေးကိုလာလာကြည့်ပေးနေတဲ့ဘေးနဲ့အိမ်ကျော်ကဒေါ်ပူမာလိုပဲထင်လိုက်တာပါကျေးဇူးတင်စကားပြောဖို့တကားကိုတွန်းဖွင့်လိုက်တော့လေကဝုန်းကနေတိုက်သွားပြီအခန်းထဲမှာဘသူမှရှိမနေတော့ဘူးအဲ့ဒီအချိန်မှာပဲခလေးကဧည့်ကနေငိုလာပြီးနှီးဆိုးဆိုးအနက်တစ်ခုကပါလှိုင်ကနေထွက်လာတယ်ဖိုးကျော်လည်းခလေးပကတ်နာကိုအမြန်သွားပြီးခလေးကိုခြိထားလိုက်မိတယ်မင်းတွေနဲလားဒီညကမက်နွယ်ကိုမြေချအပြီးရှစ်လည်မတိုင်ခင်ပထမဆုံးကြုံရတဲ့လောက်ွယ်ညပါဖိုးကျော်ကခလေးပကတ်ဘေးမှာထိုင်မက်နွယ်ရဲ့အလောင်းကိုမြေချခဲ့တာရှက်ပိုင်းပဲရှိသေးပေမဲ့သူနဲ့ဖောက်ပြန်နေတဲ့လမ်းထိပ်ကွန်းရဆိုင်ကနမ်းမင်းနဲ့ခတ်တူတူဗီဒီယိုကောပြောနေခဲ့ပါတယ်အမနဲ့ကိုလည်းနန်းအောင်လွမ်းတာပေါ့ဒါမဲ့သိရမလားအခုကသူဆုံးသွားတာမကြသေးတော့ရှက်ွက်တဲ့လူတွေကနန်းအောင်ပြောရဖြစ်မှာဆိုလို့ပါနည်းလေးစိတ်ရှိပေးနော်ကိုနန်းအောင်ရမ်းချက်တာသိရမလားအဲ့ဒီအချိန်ဖြတ်ခနဲ့တအိမ်လုံးမဲမောင်သွားတယ်ဖိုးကျော်ကဒီမိကလည်းပြက်ပဲပြက်နိုင်လွန်းတယ်လို့ရှိရွတ်ပြီးဖုံးမီကိုဖွင့်ဖို့ပြင်လိုက်ပေမဲ့မိကချက်ချင်းပြန်လာတယ် Wi-Fi ကျသွားတာမို့ဗီဒီယိုကောကလုံတင်ပဲပြနေတော့တစ်ဖက်ကနမ်းမေရဲ့ဆူဆူရဲ့အော်တိုင်ထွက်လာပါတော့တယ်အမလေးကိုကျော်ဘေးမှာဘာလုပ်လဲနမ်းမေမြင်လိုက်ရတာဖိုးကျော်ရဲ့မျက်နှာမဟုတ်ပဲဖိုးကျော်ရဲ့ပခုံးပေါ်ကိုမေးတင်လာပြီးသူ့ကိုဆူဆူဆိုက်ဆိုက်ကြည့်နေတဲ့ပုတ်သွင်းနေတဲ့မျက်နှာတစ်ခုပါမျက်လုံးအိမ်ထဲကနေသွေးပုတ်တွေကစီးကြနေပြီးသူမရဲ့ဖြူဖက်နေတဲ့လက်ချောင်းတွေကဖိုးကျော်ရဲ့မျက်နှာကိုဆုပ်ဖြဲတော့မလို့ကင်လာတာပါစက္ကန့်ပိုင်းလောက်မြင်လိုက်ရပြီးဗီဒီယိုကောကပြုတ်ကျသွားတယ်ဖိုးကျော်ကြောင်အန်းနေတော့မှပဲနမ်းမေစီကရိုးရိုးဖုံးဝင်လာတယ်ဖုံးကိုကင်လိုက်တာနဲ့နမ်းမေကငိုတော့တာပဲကိုကျော်ခုနဘာကြီးလဲကိုကျော်ရဲ့နောက်မှာနမ်းတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒါမနှွယ်ထင်တယ်နော်သူမကြောက်တော့သေးဘူးကိုကျော်တခုခုလောက်ပါအောင်နမ်းကြောက်တယ်နမ်းစီကိုပါလာမလားမသိဘူးနမ်းမေကတွတ်ပြောနေတော့မှပဲဖိုးကျော်ထိုင်နေတဲ့ပြင်းပေါက်နားနဲ့ခပ်ပြင်းပြင်းတောက်ခေါက်တန်ကြီးကြားလိုက်ရပြီးလက်ထဲကဖုံးမှာလွတ်ကျသွားတော့တယ်
နှစ်နာကြီးကြီးနဲ့အတန်မျိုးပါဖိုးကျော်နောက်ကိုလှည့်ကြည့်လိုက်တော့ပကတ်ဘေးမှာဘယ်သူမှမရှိဘူးဒါပေမဲ့ကြည့်နေရင်တယောက်ကလွှဲလိုက်တယ်လို့ပကတ်ကတအီလွှဲလာပြီခလေးစီကနေပါတခစ်ခစ်နဲ့ရီတန်တွေထွက်လာတယ်အဲ့ဒီညအစားပြီးဖိုးကျော်တယောက်သူ့တငယ်ချင်းတွေကိုအိမ်ခေါ်အိတ်တယ်လို့အိမ်ပေါ်မှာလဲနမ်းမေနဲ့ပတ်သက်တဲ့အကြောင်းစကားတခုမှမဟရဲတော့ပါဘူးဒီလိုနဲ့မက်နွယ်ဆုံးပြီး9ရက်မြောက်ရက်လည်နေ့ကိုရောက်လာပါတယ်အိမ်ရှိမှာမန်းတက်ထိုးပြီးရက်လည်ဆုံးသူ့ကိုပြင်ဆင်နေကြတာပေါ့ရက်လည်ကိုလာတဲ့အထက်ရက်ွက်ထဲကလူတွေနဲ့အတူနမ်းမေရပါရောရောင်ပြီးပါလာတယ်သူနဲ့ဖိုးကျော်ကလူအလက်မှာမျက်လုံးချင်းစကားပြောတာတွေဖိုးကျော်ကလည်းသူ့မိန်းမရက်လည်ဆိုတာကိုပါမေ့ပြီးနမ်းမေကိုကြည့်ရင်ပြုံးပြလိုက်အကြော်တွေလာထည့်ပေးလိုက်လှုပ်လာတယ်နမ်းမေအိမ်မော်ကိုစတက်လာကြတဲ့ကမက်နွယ်ဓပုံနာမှာခတ်တိုးတိုးဖွင့်ထားတဲ့တရားခွေကရှုတရက်ကြီးဖြစ်လာတာပါအစွဲနဲ့တရားတဲ့အခါဆိုတဲ့စကားလုံးနာမှာတရားခွေရရှက်သွားပြီးအခွေထုတ်ပြီးပြန်ထည့်ကြည့်တယ်လုံးဝဆက်ဖွင့်လို့မရတော့ဘူးတစ်ချိန်တည်းမှာပဲအောက်ထက်ကမိုးရင်းကချက်နေတဲ့ဖိုကြီးကမီးတွေဖြတ်ခနဲ့ငိမ့်သွားတယ်အကုန်လုံးကဝိုင်းကူကြပေမဲ့ဂက်စီရောထင်းမိပါဘယ်လို့မှမှွေမရတော့ဘူးထူးဆန်းလိုက်တာဟဲ့လေလည်းမတိုက်ဖင်းနဲ့ဘာလို့ငိမ့်ကုန်တာလဲမသိဘူးလူတွေကတီးတိုးပြောလာကြတယ်နမ်းမေတဲ့စိတ်ထဲစနိုးစနောက်ဖြစ်လာပေမဲ့ထထွက်သွားလို့လည်းမကောင်းတော့လူကြားထဲမှာဟန်မပြတ်ထိုင်ရင်ဖိုးကျော်ခတ်ပေးတဲ့မုံဟင်းကပကံကိုကင်ပြီးစားဖို့ပြင်လိုက်တယ်မုံဟင်းရီကိုဇွန်းနဲ့ခတ်လိုက်တဲ့အချိန်မှာပဲပလုံးဆိုတဲ့အတန်နဲ့အတူနေရမောကအိမ်မြောင်အသေးကြီးတစ်ကောင်ကနမ်းမေရဲ့ပကံထဲကိုပြုတ်ကျလာတယ်အိမ်မြောင်ကရိုးရိုးသိနေတာမဟုတ်ဘူးနော်ဘိုက်ကပေါက်ထွက်နေပြီးအထက်ကဦးတွေကနမ်းမေရဲ့မုံဟင်းကရေထဲမှာပြန့်ကျဲကုန်တာနမ်းမေလည်းလမ်းပြတ်ပြီးပကံကိုလွတ်ချပြီးထအော်လိုက်မိတယ်နိုင်ရောက်နေတဲ့လူတွေအားလုံးရဲ့အကြည့်တွေကနမ်းမေစီရောက်ကုန်ကြတယ်ဟဲ့ကြည်စမ်းမအောင်အဲ့ဒီမိမမလားဖိုးကျော်နဲ့သတင်းထွက်နေတဲ့ကောင်မလေးအမလေးအရှက်မရှိလိုက်တာဟဲ့မက်နွယ်ရဲ့နိုင်ကိုသူ့မို့လို့လာရဲတယ်မက်နွယ်ကမကြည့်နဲ့လို့လောက်တာနေမှာပေါ့မီးမွေးမရလဲဒင်းကြောင်မနေမှာအေးဟဲ့မက်နွယ်တနာပါတယ်အေးဆုံးတော့ကလည်းသူ့ကောင်ကအိမ်မှာမရှိဘူးတဲ့အဲ့ဟာမှစီရောက်နေရနေမှာပေါ့ယူမို့ကောင်းလိုက်တဲ့နှစ်ယောက်လုံးကနမ်းမီကတော့ရှက်ရှက်နဲ့သူနဲ့အဖော်ပါလာတဲ့လူကိုမနှုတ်ဆက်နိုင်ပဲအိမ်မောကနေပြေးဆင်းသွားတော့တယ်ဖိုးကျော်တယောက်လူကြားထဲမှာမျက်စိပြက်မျက်နှာပြက်နဲ့ဘာလို့ရမြမသိရက်နေတော့သူ့ပခုံးပေါ်အေးဆက်ဆက်အရာကြီးတစ်ခုတင်လိုက်တယ်လို့မျိုးခံစားလိုက်ရပြန်ပါလေရှက်လေပြီးနောက်နေ့ဖိုးကျော်နဲ့ဆွေမျိုးနီးဆက်တော်တဲ့ဟိုဘက်လမ်းတော်တီတာခလေးအတွက်နှုံးမုံဘူးပေးဖို့ဆိုပြီးဖိုးကျော်တို့အိမ်ဘက်ကိုထွက်လာတယ်ရှင်းလေပြီးကာစားဆိုတော့စိတ်ထဲနည်းနည်းလန့်နေပေမဲ့ခလေးသနာပါတယ်လေဆိုတဲ့စိတ်နဲ့ပဲလာခဲ့လိုက်တာပါအိမ်ဝရောက်တော့လူရိပ်လူရောင်တွေ့ရနဲ့ကိုကျော်ရေးငါပါဝင်ခဲ့မယ်နော်ဒေါ်တီတာလှမ်းអော်လိုက်တယ်ပြန်ထိုးတဲ့အတန်မကြားရပေမဲ့အိတ်ခမ်းဘက်ကနေစကားပြောနေတဲ့အတန်ကိုတော့ဒေါ်တီတာကြားလိုက်တယ်ဖိုးကျော်တယောက်ခလေးသိမ့်နေတာဖြစ်မယ်ဆိုပြီးဝင်ချလာလိုက်တဲ့အချိန်မှာသူမြင်လိုက်ရတာဖိုးကျော်မဟုတ်ဘူးခလေးရဲ့အိယာပြီးမှာမိန်းမတယောက်ကကုန်းကုန်းကြီးထိုင်နေတယ်အဲ့ဒီမိန်းမရဲ့အသားအရည်ကပြာနှမ်းနေပြီးခလေးကိုစွစွရဲရဲငုံကြည့်နေတာပါဒေါ်တီတာတအားလန့်သွားပြီးလက်ထဲကနှုံးမုံဘူးပါကျမ်းမြေပေါ်ကိုခွန်းကနေပြုတ်ကျသွားတယ်အတန်ကြတော့အဲ့ဒီမိန်းမတကြီးကြီးနဲ့ခေါင်းစက်ကနေချိုးပြီးဒေါ်တီတာဘက်ကိုလှည့်ကြည့်လာတယ်9ရက်လောက်မအိပ်ရသေးသလိုမျက်လုံးမျိုးနဲ့နှာခမ်းတွေကလည်းတအားကို6ကပ်ကွဲအပ်နေပါတယ်ဒေါ်တီတာလက်ပြန်လွတ်မတက်လန့်ဖြန့်သွားပြီးအိမ်အောက်ကိုဆင်းပြေဖို့ဟန်ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီမိန်းမရှုပ်ရဲ့အစစ်တွေချိုးလေးဘက်ထောက်လိုက်ပြီးဒေါ်တီတာစီကိုခွေးတစ်ကောင်လုံးအရှိန်နဲ့ပြေးလာတယ်ထောက်သွားဘသူမှငါကလေးကိုမကြည့်နဲ့နေတော့မဆက်ပေါက်တွေပိတ်နေလို့ငါတို့သားမိခုလိုဖြစ်ရတာထော်တီတာတယောက်អော်ဖို့တောင်အချိန်မရလိုက်ပဲအဲ့ဒီနေရာမှာလည်းမျက်လုံးလန့်ပြီးမေ့လဲသွားပါတော့တယ်အိမ်ရှိဖြတ်သွားတဲ့လူတွေကဒေါ်တီတာမေ့လဲနေတာကိုတွေ့လို့ဝိုင်းကူကြရကနေဒီတည်းကတရွက်ကလုံးကိုပြန်သွားခဲ့တယ်ဟဲ့ဒေါ်တီတာကြီးအောင်မေ့လဲသွားဆိုတော့မိနွေကတကယ်မကြက်သေးရဲ့ပုံပဲတော့ဟဲ့ငါကြားတာတော့ခလေးကိုသူ့ယောက်ျားအောင်ချောသေးလို့မရဘူးတဲ့သူ့သမီးလို့မိရွေးနဲ့ထားခဲ့ရမှာစိုးရထင်ပါတယ်ဟဲ့ဒီတည်းကတရွက်ကလုံးပြန်သွားတော့ဘသူမှအဲ့ဒီအိမ်ရှိကိုမဖြစ်ရဲကြတော့ဘူးညနေ6နာရီကျော်တာနဲ့ငူဝါလန်ကတုတ်တန်တစပြင်းလို့တိတ်ဆိတ်6ကက်လာတယ်ကန်ဆိုးကျင်နေပဲဆိုရမလားကောင်လေးတယောက်ကညဘက်ကြီးကျူရှင်ကနေအိမ်ကိုပြန်လာ
ခါတိုင်းတခြားလမ်းကသွားနေကြဆိုပေမဲ့နောက်ကျနေတော့အလင်းလိုတာနဲ့ပုံနီးတဲ့ငှက်ဝါလမ်းကနေဖြစ်ပြန်လာတယ်ဖိုးကျော်တို့အိမ်ရှိကနေဖြစ်တဲ့အချိန်မှာစပိန်နောက်မှာလူတယောက်တက်ထိုင်လိုက်တယ်လို့လေးကနေခံစားလိုက်ရတယ်ဘိန်းပေါက်သွားတာများလားဆိုပြီးရက်လိုက်တော့မိန်းမတယောက်ကနောက်ခုံမှာစက်ကြီးလိမ်ပြီးထိုင်နေပြီငါသမီးလေးကိုစိတ်မချဘူးအချက်ချပြောလာတယ်အဲ့ဒီကောင်လေးလည်းစပိန်ကိုပြစ်ချအတန်ကုန်អော်ပြီးဖနှောက်နဲ့တင်မှာတသားတဲ့ကြောင်ပြေးထွက်ခဲ့ပေမဲ့နေမကောင်းမှဖြစ်သွားရရှာပါတယ်လမ်းထဲကခွေးတွေကလည်းဒီရက်ပိုင်းမူမှန်တော့ဘူးည9 နာရီလောက်ရောက်ပြီဆိုတာနဲ့အမီးကုတ်ပြီးဦးကြတော့တာပဲတခါတလေခွေးတွေကဖိုးကျော်တို့အိမ်ဘက်ကသတင်းပေါက်ကိုကြည့်ပြီးထိုးအောင်နေလို့လမ်းသွားလမ်းလာတွေကများရှောင်ရမ်းပြီးမောကြည့်မိထမိန်မှာသွေးတွေဆူရွှဲနေတဲ့ပြာနှမ်းနေတဲ့မိန်းမတယောက်ကခလေးကိုပွေပြီးသတင်းပေါက်ကနေခုန်ချတော့မယ့်ပုံစံမျိုးနဲ့အောက်ကိုငုံကြည့်နေတာကိုတွေ့ရတတ်တယ်တဲ့ဒီအတိုင်းလွတ်ထိုင်းခလေးပါဒုက္ခရောက်တော့မယ်ဆိုတာကိုရှင်းမိလာကြတယ်လမ်းထဲကလူတွေလည်းရက်ွက်လူကြီးနဲ့တိုင်ပင်ပြီးလိပ်ပြခွဲဖို့စီစဉ်ကြတော့တယ်အိမ်ရှိမှာလူအုပ်ကြီးကဘေးကနေဝိုင်းကြည့်နေကြပြီအလယ်မှာတော့လိပ်ပြခွဲဖို့အတွက်ချင်းခွင်အပါဝင်လိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ထားပါတယ်ကဲငါတို့မိုင်မိနွယ်နေကလူဘဝမှာတန်ရောစင်မပြတ်နိုင်မဲ့မိတွင်းထဲမှာအသေးဆုံးနဲ့တေးခဲ့ရတာကိုဘာကြီးတို့အလုံးသိတယ်ဒါမဲ့တေးသူဟာတင်းညာရှင်သူဟာအိမ်မှာပဲနေရမယ်ဖြစ်တယ်နင်းရလေကိုစိတ်မချလို့ဒီအိမ်ထဲမှာဝဲနေပေမဲ့နင်းကြောင့်အခုကလေးပါအနေဖြစ်တော့မယ်မိနွယ်ခြံထဲမှာအမွှေးတိုင်းနှံ့တွေကစိတ်ညစ်ညူးစရာခေါင်းလောင်အောင်ထုံအီနေတာပါချိန်ဝင်ရဲ့တစ်ဖက်မှာခလေးရဲ့အနှီးတုပ်လေးကိုတင်လိုက်တယ်ရက်ွက်လူကြီးကဖိုးကျော်ကိုရှေ့ထွက်ခိုင်းပြီးကဲအခုချိန်ဝင်ကိုကြည့်တစ်ဖက်မှာနင်းသမီးရဲ့အနှီးတုပ်ရှိတယ်နောက်တစ်ဖက်မှာတော့နင်းသမီးကိုနောက်နာခဲ့မှာတာဝန်ယူဆောက်ရှောက်မဲ့သူရဲ့ပစ္စည်းကိုငါတို့တွေ့မယ်နင်းတကယ်ပဲနင်းသမီးကိုချစ်တယ်ဆိုရင်နင်းသမီးဘဝရှိရေးအတွက်ကောင်းကောင်းမွန်မွန်ပြုစုနိုင်မဲ့သူဘက်ကိုချိန်ဝင်ရှာဆောင်ပြလိုက်ပါနစိတ်ချသွားပြီဆိုရင်တော့နေလန်းနဲ့သွားပါတော့မိနွယ်ဖိုးကျော်ဟာတုံတုံရင်နဲ့သူ့ရဲ့လက်ပတ်နာရီကိုချိန်ဝင်ပေါ်တင်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာချိန်ဝင်ကြီးကလှုပ်တော်မလှုပ်ပဲငြိမ်သက်နေတာပါဖိုးကျော်တယောက်ချွေးပြန်လာပြီမိနွယ်ငါ့ခွန်းလို့ပါဟာငါကလေးကိုတေချာကြည့်ပါမယ်တူတူလေးဂရိပေးနေတော့ရှုတရခြံဝနာမှာရက်ကြည့်နေတဲ့အိမ်နီးနားချင်းအမျိုးသမီးတယောက်ကကိုလက်တွေတောင့်တင်းလာပြီးအကျော်ဆွဲသလိုလိုမျက်ဖြူလန်တက်သွားတယ်မပေးဘူးဒီလူလုံးကလက်ထက်ကသမီးကိုလုံးဝမပေးဘူးသူကဖိုးကျော်ကိုหนีရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးလက်ညှိုးငေါငေါထိုးပြီးစကားတွေဒရဆက်ပြောလာတယ်နေကငေါကလေးကိုဆောက်ရှောက်မယ်ဟုတ်လားဖိုးကျော်မသားကောင်ငါပိုင်ကြီးတဲ့ဘဝနဲ့ဖျားလာနေတော့နေဘယ်မှာသိနေရလဲဟမ်ငါသမီးလေးပိုက်ထဲမှာစာလုံးလို့ငါပိုက်ကိုကန်နေတဲ့အချိန်မှာနေကောင်မနဲ့ပျော်နေတာလေငါနာလို့အိမ်ရတဲ့ကမထနိုင်တဲ့အချိန်မှာနေငါစီကိုပြန်လာခဲ့လို့လားဟမ်အခုမှငါသမီးကိုနေရဆောက်ရှောက်မယ်ဟုတ်လားနေခွေးစကားမပြောနဲ့နေကငါတော့မယုံငါချင်းဝင်နေဘက်ကိုဘယ်တော့ဆောက်မှာမဟုတ်ဘူးအေးနေငါသမီးကိုအတင်းယူသွားမယ်ဆိုရင်သမီးလေးကိုပါငါတခါတည်းခေါ်သွားပါနော်သူကချင်းဝင်ဘွားဖိုးကျော်ရဲ့နာရီကိုလွှင့်ပစ်လိုက်ပြီးမောကြီးပန်းကြီးနဲ့ငိုပြောနေပါတယ်ဒီအဖြစ်အပျက်တွေကြားထဲမှာမျက်ရည်တွေတစိမ့်စိမ့်ကျပြီးတရှုပ်ရှုပ်ရှိုက်ငိုနေတဲ့အမျိုးသမီးကြီးတစ်ယောက်လည်းရှိနေတယ်အဲ့ဒါကတော့မက်နွယ်ရဲ့အမေဒေါ်ဖွားအေးပါပဲဒေါ်ဖွားအေးကသမီးဖြစ်သူမက်နွယ်ကဖိုးကျော်လိုအရက်သမားလူရှုပ်ကောင်နဲ့ခိုးရလိုက်သွားကြတဲ့ဒေါသထွက်ပြီးအဆက်အသွယ်ဖြတ်ခဲ့မိတာပါသမီးဖြစ်သူကိုဝင်ဆောင်နေခြင်းမိဖွားချိန်မှတော့စိန်ကားခဲ့မိတဲ့သူမရဲ့မာနတွေဟာမက်နွယ်သိဆုံးသွားပြီဆိုတဲ့သတင်းကြားမှာပဲပြိုလဲသွားခဲ့ရပါတယ်ပူဆိုးတာရက်လေပြီးမှဖိုးကျော်ကအကြောင်းကြားလို့ရောက်လာခဲ့ရတဲ့အတွက်သမီးဖြစ်သူမကျွတ်လို့ဘူးဆိုတဲ့အတန်တွေကြားနှောင်နှတရားနဲ့အပြစ်ရှိစိတ်ကြောင့်ပူလောင်လှိုက်မောနေပါတော့တယ်ငါသမီးကိုစိတ်မချဘူးငါမေကိုခေါ်ပြီးအမေကိုခေါ်ပြီးကြပါအမေသမီးနောင်လာရပါပြီအမေမနှွေရဲ့ဝိညာဉ်ဝင်ပူးနေတဲ့အမျိုးသမီးကဒေါ်ဖွားအေးစီကိုပြေးသွားပါတော့တယ်ဒေါ်ဖွားအေးတယောက်ရှိုက်ကြီးတငင်ငိုပြီးသမီးရဲ့ငါသမီးလေး
အမေမာတာပါအမေကြောင့်သမီးလေးအခုလိုဒုက္ခရောက်ခဲ့ရတာအမေမသိခဲ့ဘူးသမီးရဲ့အမေကိုခွင့်လို့ပါသမီးလေးရဲ့ဝင်ပူးခံရတဲ့အမျိုးသမီးကဒေါ်ဖွားအေးရဲ့ခြေထောက်ကိုဖတ်ပြီးငိုပါတော့တယ်အမေစိတ်ဆုံးမှကြောင့်သမီးပိုက်စားနေတာအမေစိတ်ဘူးမဆိုင်ရခဲ့သမီးလေးကိုစိတ်မဆောက်မေဒီလိုလက်ထဲမှာထားရင်ကျမသမီးလေးလည်းကျမလိုပဲစစ်သေးရမှာသမီးလေးကိုအမေပဲဆောက်ရှောက်ပေးပါနော်ဒေါ်ဖွားအေးကသူမဝတ်ထားတဲ့အပေါ်ချုံပွားလေးကိုချွတ်ပြီးချိန်ငွေရဲ့တစ်ဖက်မှာတင်လိုက်ပါတော့တယ်စိတ်ချပါကွယ်အမေအသက်နဲ့လဲပြီးညီလေးကိုစောင့်ရှောက်ပါမယ်တရားစီအောင်ဖျက်လိုက်ပါတော့ငါသမီးရဲ့ကောင်းရဖို့ဝင်သွားပါတော့အဲ့ဒီခဏမှာပဲချင်းချင်းနဲ့အပန်းနဲ့အတူချိန်ဝင်ကြီးကဒေါ်ဖွားအေးရဲ့ပေါ်ဝါတင်ထားတဲ့ဘက်ကိုစောင်းကြသွားပါတော့တယ်ကဲချိန်ဝင်ရှာဆောင်ပြီတန်ရုံးစင်ပြတ်ပြီးမနှွယ်နင်းစိတ်ချရတဲ့သူကိုနေရွှေ့ချက်ပြီးပြီအခုချိန်ရစပြီးနင်းနဲ့နင်းသမီးနဲ့ဘာမှမသက်ဆိုင်တော့ဘူးနေရဲ့ခံမြင်တဲ့စိတ်တွေကိုဒီနေရာမှာပဲထားခဲ့ပြီးအေဂျင့်နဲ့ပုံသွားပါတော့ကျန်ရတဲ့သူတွေကိုလည်းဒုက္ခမပေးပါနဲ့တော့တာတုဝင်ပူးခံရတဲ့အမျိုးသမီးလည်းမေ့လဲသွားပြီးဒေါ်ဖွားအေးတယောက်ခလေးလေးကိုရှင်ငွေနဲ့ပွေ့ချပြီးအိမ်ပြင်ကိုထွက်လာခဲ့လိုက်ပါတော့တယ်လိပ်ပြခွဲခွဲအပြီးမှာတော့ဖိုးကျော်တယောက်ရက်ွက်ထဲမှာမျက်နှာမပြရဲတော့ပဲနမ်းမိန်နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်ခလေးလေးကိုတော့အဖိုးနဲ့အဖွားရွာကိုခေါ်သွားခဲ့ကြတယ်အဲ့ဒီနောက်ပိုင်းမှာတော့အိမ်ရောလမ်းမှာပါဘာအတန်းမှမကြရတော့ပဲတိတ်ဆိတ်အေးချမ်းသွားပဲမယ်ရက်ွက်နီးစက်ရမှာတော့မက်နယ်ရဲ့တနာစရာအဖြစ်ကိုအခုချိန်ထိပြောစမှတ်ပြုကြတော့မှာပဲ